ဒီနေ့ကျွန်တော်နေပါကောက်ဖွင့်တွေကိုပြောမှာဖြစ်ပါတယ်။ရင်းတော့ကျွန်တော်တို့နေပါကောက်ဖွင့်တို့နေပါတဲ့ဝင်ပါ။ဒီကတော့အဆင်ပြေပါတယ်။ဒီကတော့ကျွန်တော်အရင်ကဟာပြတ်သွားလို့ပါ။အဲ့တော့ပြန်တင်ပေးတာပါ။နေပါကောက်တဲ့ဝင်ရင်ကျွန်တော် create a new ID ဆိုတော့ဒါပုံမှန်ကျွန်တော်ပြတဲ့အတိုင်းဝင်ပါ။ပြီးဒီမှာဖြည့်ပါကျွန်တော် ID တွေ ID ကဒီမှာနေပါကောက် ID ကိုဖြည့်ရမှာပါဗျာကျွန်တော်အသစ်လုံးမယ်ဟာအဲ့တော့ကိုစင်ပြေမဲ့နာမည်လေးဖြည့်ဖို့အဲ့လိုမျိုးဒီမှာ @neighbor.com ဆိုရောပြီး password ကလည်းကိုကြိုက်တဲ့ password ကိုထည့်ပါပြီး recovery email ကြတော့ကျွန်တော်မထည့်ရထည့်ရ password တော့ထိတ်ဆုံးအကြီးတဲ့ခဏန်းထည့်အခရတော့ဆုံးထည့်အဲ့ဒါပို့စင်ပြပါတယ်အဲ့လိုပါပြီးလို့ရှိရင်တော့ကျွန်တော်တို့အောက်ကနာမည်တို့မွေးနေ့တက္ကရာတို့ဟိုမျိုးစားမေး female ပြီးအာသာအဲ့ဒါကြီးကျွန်တော်တို့ကျတော့မိန်းကလေးယောက်ျားအဲ့ဒါကြီးဖြည့်ပါပြီးရင်ဖုန်းနံပါတ်ဖြည့်ပါဒါဆိုတော့ကျွန်တော်တို့ဒီမှာနာမည်ပေါ့ဗျာနာမည်ရေးတယ်ပြီးလို့ရှိရင်အထက်မှာပေါ်ခြင်းတဲ့နာမည်ပေါ့ဗျာဒါမွေးနေ့တက္ကရာထည့်ပါတယ်မွေးနေ့တက္ကရာလည်းအပြည့်စုံထည့်ပြရဗျကျွန်တော်1990 6လပိုင်း73အဲ့လိုအပြည့်ထည့်ပြရပါတယ်ပြီးရင်တော့ကျွန်တော်မျိုးစားပြီးဒီဟာကျွန်တော်ဖုန်းနံပါတ်ကျွန်တော်ကိုရီးယားမှာရှိတဲ့ဖုန်းနံပါတ်ကိုဖြည့်ပြပါတယ်အားပြီးဖုန်းနံပါတ်ကိုကျွန်တော်ကုတ်ပို့ပြပါတယ်အဲကုတ်ကိုဒီမှာဖြည့်ပြပါဖြည့်ပြရရင်ကျွန်တော် sign up လုပ်လိုက်တာ ਨੇ ဒီကောင်ကတော့လက်ရှိအကောက်တော့ပွင့်သွားပြီခင်ဗျပွင့်ရင်တော့မပြည့်စုံသေးဘူးဗျကျွန်တော်ကထပ်ပြီးပြည့်စုံအောင်ကျွန်တော် certificate ရတဲ့အထိထုတ်မှအဆင်ပြေမှာဗျအဲကြမှာနေပါပေးပါအဆင်ပြေတာအဲကျွန်တော်တို့အဲ့ခုနအကောက်တွေကိုပြန်ဝင်ဖို့တော့ဒီကောင်ကျွန်တော်ဖြတ်ထုတ်လိုက်နေပါပြီးစပြန်ဝင်မယ်ဒီကမှာကျွန်တော်မျှပြထားတဲ့ NA ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါအဲ့မှာနှိပ်လိုက်လို့ရှိရင်ညာဘက်ထောက်နေမှာပါဗျာ NA လို့ရှိရင်ပြီးရင်အဲ့မှာ NAT name ဆိုတာအဲ့ဟာဒါကျွန်တော်ပြန်စစ်လို့ရတယ်ဗျာဒါမှန်တယ်ပြီးပြန်ထွက်ပြီးအဲ့ကျွန်တော်ညာဘက်ထောက်ပေါ်မှာကျွန်တော်နှိပ်ပါဆိုရဲ14ရဲ့ပေါ်မှာ NA ဆိုရဲကိုအကောက်ပုံလေးအဲ့ဒါလေးနှိပ်လိုက်ရင်ကျွန်တော် certificate ထောက်အောင်အဲ့မှာ certificate ကြောင့်ကျွန်တော် Incheon Baku ဆိုတာအဲ့ဒါကိုနှိပ်အောင်မရှိသေးဘူးပြည်တဲ့အရာလေးနှိပ်ပါကျွန်တော်ပြောစင်တိုင်းဒီစင်တိုင်းလေးဝင်မိပါဒီကလည်းအကုန်လုံးပြစုရခွန်တော့ပါဒါလည်းခုနလိုပဲဒီကကြတော့ကျွန်တော်တို့တေချာဖြည့်ပြရမယ် ID card ရဲ့နာမည်နဲ့ID card ရဲ့မွေးနေ့တက္ကရာ8လုံးအဲ့ဒါဖြည့်ပြရမယ်ပြီးကိုဖုန်းလိုင်းအဲ့ဒါကိုဖြည့်ပြရမှာဖြစ်ပါတယ်ဒါတည်းတော့လွယ်ပါတယ်လောက်ထောင်းလောက်နေတယ်အဲ့လိုမျိုးပေါ့ကျွန်တော်အဲ့မှာကျွန်တော်တို့ web cooking မှားသွားတာအပြေကိုပင်ကို line ထုံးရှင်းစားတာအပြီးတော့ကျွန်တော်တို့ထောင်းမှုဆိုတာနှိပ်ပါwalking ဒီမှာကျွန်တော်မွေးနေ့တက္ကရာကကျွန်တော်အပြည့်အများကြီးလုပ်ထားအမှန်တော့မွေးနေ့တက္ကရာဒီ ID တဲ့ဥစ္စာကိုဖြည့်အောင်ပါဗျာအဲ့လိုရှစ်လုံးပေါ့1991အဲ့လိုဒါဆိုခုနကကုန်းနံပါတ်ကိုကျွန်တော်ဟိုမှာဝါကင်နေလိုက်တော့ကုန်းနံပါတ်ကိုသူပို့တယ်အဲ့ဒါဖြည့်ပါဒါလေးလွယ်ပါတယ်ဒီအဆင့်တိုင်းလေးသွားပါဒီမှာလာပြီဒီမှာကြောင့်ခုနကျွန်တော်တို့ဟိုဖွင့်လာတဲ့ password ပေါ့အဲ့ဒါကိုဖြည့်ပြရမှာဗျခုနကနေပါကောကျွန်တော်မဖြတ်ထုတ်ခင် password ပေါ့အဲ့ဒါကိုဖြည့်ပြရမယ်ဖြည့်ပြီးကျွန်တော်ဝါကင်ဝင်တယ်ဒါဆို Incheon 1လို့ပြောပါပြီအဲဒီအကုန်လုံးဝါကင်လေးပါမတူတိုင်းအဆင့်တိုင်းလည်းအလိုသွားပါကျွန်တော်ပြတာအဲ့ဒါဆိုရင်ကျွန်တော်တို့ဖုန်းကိုမော့စိတ်ထပ်ပို့ရပါမယ်အဲ့တိုင်းလေးပေါ်တဲ့တိုင်းလေးကိုပဲကျွန်တော်ဆန့်လုပ်လိုက်ပါညာပေါ်လေးနှိပ်ပြီးဒါဆိုလို့ရှိရင်တော့တို့ထပ်လာပြီIncheon ထပ်လောက်ပါကိုဖုန်းနံပါတ်ကို line ရေးပထုံးရှင်းစာ line ရေးမယ်ပြီးရင်ဒီဖုန်းနံပါတ်ကိုပဲ Incheon လုံးလိုက်ရင်ကုတ်6လုံးကြာတယ်အဲ့6လုံးဒီမှာဖြည့်လိုက်ပါဖြည့်အဲ့ဒါပြီးရင်တော့ထောင်းမလိုက်ပါထောင်းနေရွာအဲ့မှာဒါရေးကြည့်ပါကိုသုံးတဲ့ဘန်ကိုရွေးချက်ပါဒါတော့ကျွန်တော်နောက်ကျရင်နေပါပေးကြလို့ရှိရင်လွယ်သွားပြီဗျဒီကောင်ချိန်ထားတော့ကြောင့်မလို့certificate ချိန်ရင်တော့ထောက်ရင်တော့အဲ့လိုလုပ်ပြရတယ်ဒါကျွန်တော်ဘန်ပါဗျာကျွန်တော်ကဘန်သွားတယ်ဘန်ကောက်ကိုကျွန်တော်ထည့်တယ်ကိုဘန်မျိုးစားရဲ့ဘန်ကောက်ထည့်ပြီးတော့ရှင်ကျွန်တော်ထောင်းနေပါ
down the one, you know, must see Bola, I phone about. Pamasi sheet. Michelle Hannah Banjar, no banner when you're the Chilia, must say. I go to Tavia, eh? The one yet. Now, ma, canally long she at Teva. The ma password YGY. The password, neighbor dog, Malematava, no tema. Password Charlon, go, told me the password go Teva. Now call ya be about it. The YGY made a no tema, Teva. That's no Pago on the Piowabi. အဲ့ဒါဒီမှာကျွန်တော် certificate က2026 9လပိုင်း23ထိအသုံးဝင်ပါတယ်ဒါဆိုတော့ကျွန်တော်နေပါအကောက်ကအားလုံးပြီးစီးပါပါပြီစင်ပြေပါပါပြီခင်ဗျာအပြန်စစ်လို့ရပါတယ်အဲ့မှာကျွန်တော်တို့ပြန်ကြည့်လို့ရတယ်ကျွန်တော်အကောက်ထဲပြောင်းဝင်ပြီးတော့အဲ့လိုစစ်လို့ရတယ်ဒါဆိုဒီကနေမှကျွန်တော်တို့အခွန်ဆိုတော့ကောင်းမကျွမ်းမောင်စောတို့ပါတော့အဲ့လိုထောက်လို့ရတယ်ဗျဒီနေပါနေတယ်စာရှိကျွမ်းမောင်စောတွေအဲ့လိုမျိုးတွေပါနေပါလဲ3တိုင်အဆင်ပြေတယ်ဗျအဲ့လိုပါဒီမှာနေပါရောက်သွားကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်အဆင်ပြေမယ်လို့ထင်ပါတယ်